ပြောမိတဲ့စကားတစ်ခုကြောင့်နောင်တလေးနဲ့ပူလောင်ဆင်းရဲရတာလေးနော်ပြောမိတဲ့စကားတစ်ခုကြောင့်အကြီးအကျယ်စိတ်နဲ့ပြီးတော့ရေယုံမရဖြစ်ရတာလေးမရှိဘူးလားရှိတယ်နော်နောက်ကြားရတဲ့စကားတစ်ခုကြောင့်နော်မခံနိုင်ရနိုင်ဖြစ်ပြီးတော့ရာဇဝမှုတွေကျူးလွန်ပြီးတော့ထောင်ထဲတန်းထဲကျသွားတာလေးဟုတ်လားကြားရတဲ့စကားတစ်ခုကြောင့်အသက်လုံးအခင်းမကြည့်နိုင်မဲနဲ့နော်ချစ်သူတွေကနေမုန်းသူတွေဖြစ်သွားတာလေးရှိဘူးလားရှိနော်ကြားရတဲ့စကားတစ်ခုပြောမိတဲ့စကားတစ်ခုကြောင့်ဒါကြောင့်မလို့ရှင်းလူကြီးလူမတွေကနော်ကြမ်းကြုံရင်နှုတ်လို့ရတယ်စကားကြုံရင်နှုတ်လို့မရဘူးချစ်စေလို့ခရက်လက်တဲ့မုန်းစေလို့ခရက်လက်တဲ့နော်မြတ်စွာဘုရားကတော့တတ္တဝါတွေရဲ့ဒီပါဇက်ထဲမှာအင်မတန်ထက်မြက်တဲ့ကြောက်စရာကောင်းတဲ့ဓမ္မကြီးတစ်ချောင်းရှိတယ်ဒီရှာကိုရည်ရွယ်ပြီးတော့မြတ်စွာဘုရားဟောတာဟုတ်ရဲ့လားဒါကြောင့်ပြည့်စုံပါမှုတော်ကတော့စကားတွေမှာအလွန်အစွမ်းရှိတယ်အလွန်အစွမ်းတတိချက်တယ်ဒါကြောင့်သတိထားပြီးတော့ပြောဖို့လိုတယ်သတိထားပြီးတော့နားထောင်တတ်ဖို့လိုတယ်ကောင်းမြတ်တဲ့ဘက်မှာလည်းဘာမှမဆိုဖြစ်နိုင်တဲ့စကားတစ်ခုဟာနော်ဆိုရပါစို့အင်္ဂုလိမာနကိုမြတ်စွာဘုရားကငါရက်နေတယ်တင်တာမရက်တာလို့စကားတစ်ခုပြောလိုက်တယ်တခုနဲ့နော်အဲ့ဒီစကားနဲ့ပဲအင်္ဂုလိမာနဟာလူဆိုးကြီးဘဝကနေသူတော်ကောင်းဘဝရောက်သွားနောက်ဘာဒဝကိနောင်ကြီး၃ချက်ကိုမြတ်စွာဘုရားဟောကမိမပြောက်လိုက်ရှာတာသိရမလားဒီစကားကိုနော်အဲ့တော့မြတ်စွာဘုရားကိုမေးတယ်ဒီနောက်မှာမိမတယောက်ဖြစ်သွားတာမမြင်လိုက်ဘူးလားအဲ့တော့မြတ်စွာဘုရားကဘာပြောလို့မြင်လိုက်တယ်လို့လည်းမပြောဘူးမမြင်လိုက်ဘူးလို့လည်းမပြောဘူးအမှန်ကတော့တွေ့တယ်ဒါပေမဲ့မြတ်စွာဘုရားဘယ်လိုမေးလိုက်လဲဆိုတော့ကိုယ့်ကိုနားလည်အောင်ရှာရတာနဲ့သူများကိုနားလည်အောင်သူများကိုတွေ့အောင်ရှာရတာဘုရားကမြတ်တယ်လို့မေးလိုက်တယ်ကိုနားလည်အောင်ပြန်ပြီးတော့ရှာဖွေရတာကအလွန်လေးနဲ့မြင့်မြတ်တယ်ဆိုတာအတိတ်ပဲပေါက်ပြီးတော့အဲ့ဒီဘာသာဝိညာဉ်ကြီးသုံးခြင်းဟာဉာဏ်ပြုကြတာအဲ့တော့ပြောနေတာကကောင်းမြတ်တဲ့စကားတွေစကားကိုအလွန်ကောင်းစွာပြောတတ်ပြီဆိုလို့ရှိရင်အဲ့ဒီစကားမှာကောင်းမြတ်တဲ့ဘက်မှာဘာမှမဆိုဖြစ်နိုင်တယ်ဒါကြောင့်မို့လို့နှုတ်ချိုတပါးဟုတ်လားအဲ့စကားနဲ့ပတ်သက်ပြီးတော့ပြောတဲ့စကားပုံတွေရှိတယ်မို့လားရှိရနော်နှုတ်ကောင်းတော့ကြည်ဆိုးဟုတ်လားရုပ်ချောနဲ့အပြောကောင်းတွေအပြောကောင်းကိုပိုချစ်ကြတယ်နော်နားလည်ဖို့လိုတယ်နော်ဒါကောင်းမြတ်တဲ့စကားတွေရဲ့စွမ်းတတိအဲ့လိုပဲဆိုးတဲ့ဘက်မှာလည်းစကားတွေဟာအလွန်တရာမှစွမ်းတတိရှိတယ်နော်စကားတွေစွမ်းလို့စကားကြောင့်ဒုက္ခရောက်ရတယ်အများကြီးရှိတယ်အဲကြောင့်ခုနကမြတ်စွာဘုရားရှင်ရမှုလာကိုဟောထားတဲ့နည်းနဲ့ဒီစကားတွေကိုထိချုပ်ဖို့လိုတယ်မပြောခင်ပြောစဉ်ပြောပြီးဘာလို့ဖို့လို့စဉ်းစားပြီးမှပြောဆင်ခြင်ပြီးမှပြောအဲ့ဒါမြတ်စွာဘုရားကပိစဝိခိတဝါပိစဝခိတဝါကာယကမ္မဆင်ញင်၍ကာယကမ္မကိုယ်အမှုကိုဝစီကမ္မနှုတ်အမှုကိုဟောစကားကိုတစ်ခါထပ်ပြီးတော့ပြောတာနော်ဆင်ញင်၍ပြောရမယ်နော်မပြောခင်ပြောစေပြောပြီးဒီနေရာမှာဦးဇင်းတို့စကားပြောတာတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတဲ့ဒေသနာတော်တွေကအလုံးမြတ်လို့စရာကောင်းတယ်မြတ်စွာဘုရားလက်ထက်ကရာဇဂုပြည်ရှင်ဘုရင်ဗိဓိတာရရဲ့အမတ်ချုပ်ကြီးဝတ္တကာရဆိုတာရှိတယ်အဲ့ဒီဝတ္တကာရမကြီးကဉာဏ်ပညာတော်ကြီးပါလေဒါပေမဲ့လို့ဒီနေ့တော့မြတ်စွာဘုရားကြီးရောက်လာပြီးတော့မြတ်စွာဘုရားကိုစကားထွန်းလျှောက်တယ်။ဘာလျှောက်လဲဆိုတော့အရှင်ဘုရားတဲ့လူတွေဟာစကားပြောရတဲ့နေရာမှာမှန်ဖို့လိုတယ်တဲ့။ဒါကြောင့်မြင်တာကိုမြင်တဲ့အတိုင်းပြောတဲ့ကြားတာကိုကြားတဲ့အတိုင်းပြောတဲ့တွေ့တာကိုတွေ့တဲ့အတိုင်းပြောတဲ့ဒါတပည့်တော့အဲ့လိုအယူဆရှိပါလေခင်ဗျာအပေါ်ယံကြည့်ရင်တော့သူစကားကလက်ခံခြင်းစရာပါပဲမြင်တာကိုမြင်တဲ့အတိုင်းပြောတဲ့ကြားတာကိုကြားတဲ့အတိုင်းပြောတဲ့တွေ့တာကိုတွေ့တဲ့အတိုင်းပြောတဲ့အဲ့တော့ရှင်ဘုရားကဘယ်လိုရှိလဲလို့မေးတော့မြတ်စွာဘုရားကတခါကြီးတဲ့မြင်တာကိုမြင်တဲ့အတိုင်းပြောတဲ့တယ်လို့ခါခသိန်းနာမယူဆဘူးတဲ့နော်ကြားတာကိုကြားတဲ့အတိုင်းပြောတဲ့တယ်လို့ခါခသိန်းယူဆဘူးတဲ့မြင်တဲ့အတိုင်းကြားတဲ့အတိုင်းတွေ့တဲ့အတိုင်းပြောလို့အကုသိုလ်တွေဖြစ်ခဲ့မယ်ဆိုရင်အဲ့ဒါမပြောနဲ့ဘူးတဲ့ဟောနော်မြင်တဲ့အတိုင်းကြားတဲ့အတိုင်းတွေ့တဲ့အတိုင်းပြောလိုက်လို့အကုသိုလ်တွေများသွားမယ်ဆိုရင်အဲ့ဒါမြင်တဲ့အတိုင်းတွေ့တဲ့အတိုင်းကြားတဲ့အတိုင်းမပြောနဲ့ဘူးတဲ့မြင်တဲ့အတိုင်းတွေ့တဲ့အတိုင်းကြားတဲ့အတိုင်းမပြောလို့အကုသိုလ်ဖြစ်မယ်ဆိုရင်တော့အဲ့ဒါမြင်တဲ့အတိုင်းကြားတဲ့အတိုင်းတွေ့တဲ့အတိုင်းပြောတဲ့နဲ့ကလေးတွေနားလည်လားမသိဘူးဆိုလိုတာကစကားဆိုတာမြင်တိုင်းကြားတိုင်းတွေ့တိုင်းအယံကလည်းပြောလို့ဖြစ်တာမဟုတ်အကျိုးရှိမှပြောတဲ့ခြင်းမှပြောရတယ်
အကျိုးရှိမရှိခုနကတော့စဉ်းစားဆင်ခြင်တဲ့ဒီနဲ့စဉ်းစားရမယ်ပေါ့ဆင်ခြင်ရမယ်နော်မြင်တာကြားတာတွေ့တာဖြစ်တယ်လို့ဒါပြောလိုက်လို့ဒုက္ခရောက်သွားမယ်ဆိုရင်ဒါပြောလို့ဖြစ်ပါဘူးဟုတ်တယ်မို့လားအေးဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့လူလောကကြီးမှာတချို့လူတွေကအမှန်တရားကတော့ပြောရမှာပဲငါမှန်တာဆိုရင်ပြောမနေနိုင်ဘူးဆိုပြီးတော့အမှန်တရားရဲ့ဘက်တော်သားအနေနဲ့ကိုယ့်ကိုယ်ကိုဂုဏ်ယူပြီးတော့စကားကိုပက်ပက်ဆက်ဆက်ပြောကြတယ်ရှိဘူးလားရှိတယ်အဲ့လိုလူမျိုးတွေဒုက္ခရောက်နေတာပဲဟိုဇက်တော်လေးတို့ရှိတယ်ဒါတို့ပြီးတော့နားထောင်နော်တခုသောဇက်တော်မြတ်စွာဘုရားဟောထားတယ်ပုံနာကြီးတင်မြားမှာจิตတူရည်ညီနောင်နှစ်ကောင်ကိုတားအဖြစ်နဲ့မွေးထားတယ်လို့ဆိုတယ်အဲ့တော့ဒီနေ့တော့ပုံနာကြီးကခရီးထွက်ခါနေမှာသူ့ရဲ့ပုံလေးမကြီးကိုစိတ်ချလို့จิตတူရည်ညီနောင်နှစ်ကောင်ကိုခေါ်ပြီးတော့တူတူတိတ်တိတ်မှာတယ်အဖေခရီးထွက်မယ်ဒါကြောင့်မင်းတို့အမေကိုတည်တည်ချာချာစောင့်ပြီးတော့ကြည့်တယ်ပြန်လာရင်ငါ့ကိုအကုန်ပြောလို့မှားထားတယ်အဲ့လိုနဲ့ပုံနာကြီးကြီးထွက်သွားတယ်ပုံနာကြီးလည်းသွားတဲ့နေ့ကစပြီးတော့ကိုလေးမကြီးကတခြားယောက်ျားတစ်ပါးတွေနဲ့ဖောက်ပြန်ရတယ်ဆိုတော့အဲ့ဒါကိုကြီးညီတော်ကမြင်နေတယ်မြင်နေတော့ညီဖြစ်တဲ့အကောင်ကဒီပုံလေးမကြီးကိုအတင်းပြောခြင်းဒီလိုလုပ်တာကောင်းလားဒါမကောင်းဘူးဘာပြောခြင်းအဲ့တော့အကိုဖြစ်တဲ့အကောင်ကဟာညီမပြောနဲ့မြင်တိုင်းတွေ့တိုင်းကြားတိုင်းပြောတချို့ကိစ္စကမြင်ရန်ဆောင်ရတယ်ဘာမှမပြောနဲ့ပိတ်ဒါပေမဲ့ညီကမရပြောရအဲ့ဒါနဲ့အကိုကြီးတားတဲ့ညာတွေကမရသူကဇွတ်အတင်းတခါလဲကိုလေးမကြီးကိုပြောတယ်ပေါ့ပြောတော့ကိုလေးမကြီးကအော်ဟုတ်တာလေငါသားမင်းပြောမှအမေလေးခံပြီးတယ်နောင်တမျိုးမလုပ်ပါဘူးဒါသာမဟုတ်အမေဒီငါသားကသိလိမ္မာတာပဲဟန်ဆောင်ပြီးတော့ခေါ်တာပါဒီအကောင်ပြည့်သွားပြီဆိုရင်ငါဒုက္ခရောက်တော့မယ်ဆိုတာနားလေတော့လူဆိုတော့အိဋ္ဌာနဲ့ဉာဏ်ရှိတာပေါ့လေဟန်ဆောင်ပြီးတော့ခေါ်လိုက်တော့စိတ်တွေကအုပ်ခေါ်တဲ့တင်ပြီးနားရောက်လာတော့ဖြတ်ကနေမှန်းပြီးတော့လက်ရင်းကိုလိမ်ချိုးပြီးတော့မင်းတို့အကောင်ကများငါ့ကိုဆုံးမနေသေးတယ်တိတိမနေခြင်းတဲ့အကောင်ဆိုပြီးတော့လက်ရင်းကိုလိမ်ချိုးပြီးတော့မိခဲတွေရှိနေတဲ့ပြာဘူးလေးကိုထိုးသိမ်းထားလိုက်တယ်တေးရောက်အဲ့ဒါကိုအစာဆုံးမြင်နေအကြီးကောင်ကဘာမှမပြောဒီချိန်မှာပြောရင်သူဒုက္ခရောက်မယ်ဆိုတာသိဒီလိုနဲ့2 ရက် 3 ရက်လောက်နေတော့ဘုနာကြီးပြန်ရောက်လာတော့အဲ့ဒီအကြီးကောင်လေးကဘုရားလောင်းလေးပဲဘုရားလောင်းတိတူလေးကိုခေါ်ပြီးတော့မင်းတို့ရဲ့အမေနေတိုင်းတိုင်းအချင်းပြေးရလားအဲ့တော့ဘုရားလောင်းကဘာပြောလို့ဆိုတော့ဖခင်တဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာဘာမှအကျိုးမရှိနိုင်တဲ့အကုသိုလ်ကဖြစ်စေတဲ့စကားမျိုးကိုပြောတဲ့ထုံးစံမရှိပါဘူးတဲ့မှန်တာကိုမြင်တဲ့အတိုင်းပြောမိတဲ့ကောင်ကတော့ပြာဘူးလေးမှာတေးရတယ်ကျွန်ုပ်ရဲ့ညီငယ်လို့တေးရလိမ့်မယ်ဘာမှမပြောဘူးဒါလေးပဲပြောပြီးတော့အဲ့ဒီဖခင်ကိုနှုတ်ဆက်ပြီးတော့ဗရင်ဘောက်ကနေပြန်သွားတယ်နောက်ကိုပြန်မလာတော့ဘူးလို့ဆိုတယ်အဲ့မှာသူပြောခဲ့တဲ့စကားလေးတစ်ခုကတော့ကြံရစ်တာပေါ့လေနော်မြင်တာကိုမြင်တဲ့အတိုင်းမစင်သားမစင်ကျင်မဲနဲ့အရံကရောပြောတဲ့ကောင်ကတော့ပြာဘူးထဲမှာတေးရတဲ့จิตတူလေးလို့တေးရလိမ့်မယ်လို့ပြောတာဒါကြောင့်ကိုယ့်ရဲ့စကားကမှန်ပြီလို့လည်းပဲပုဂ္ဂိုလ်ကိုကြည့်ပြီးတော့ပြောဖို့မလိုဘူးလားလိုတယ်ဒီပုဂ္ဂိုလ်ကပြောလို့သိမသိဆိုတာပြောဖို့ကြည့်ဖို့လိုတယ်ပုဂ္ဂိုလ်ကြည့်ပြီးတော့ပြောရုံမျှနဲ့လည်းမပြီးသေးဘူးအချိန်ကာလကိုလည်းကြည့်ရပြီဒီချိန်ဟာပြောတဲ့အချိန်လားမပြောတဲ့အချိန်လားသူကစိတ်တူနေသလားဓမ္မမဟုတ်စိတ်မှာကြီးကြီးလေးလေးဖြစ်နေသလားဒါမျိုးတွေကိုကြည့်ပြီးတော့မပြောတဲ့လားပြောတဲ့ဒါနဲ့ပတ်သက်ပြီးတော့အချိန်ကာလကိုကြည့်ပြီးတော့ပြောရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဇက်တော်လေးတကူပြောဖို့ပဲနော်ကလေးတွေဆိုတော့ဒါလေးတွေခေါင်းထဲကိုဆွဲသိခြင်းနဲ့ပေါ့ဦးဇင်းကနော်အဲ့ဒီမှာမပြောထားလို့ဆိုတော့ဘုရားလုံးကပညာရှိအမတ်တယောက်ဖြစ်တယ်သူ့ရဲ့အရှင်သခင်ရှင်ဘုရင်ကစကားပြောအလုံးမဆင်ခြင်တဲ့ရှင်ဘုရင်လို့ဆိုတယ်အပြောနေရင်ပြောချလိုက်တာပဲသူမျက်နှာမှမထားဘူးဘယ်ချိန်မှမကြည့်ဘူးဘာကာလမှသဘောမထားဘူးပေါ့အဲ့တော့ဘုရားလုံးကဆုံးမခြင်းနဲ့ဆုံးမဖို့အခွင့်အာဏာလည်းမသာဘူးဖြစ်နေတယ်အဲ့ဒါလိုနဲ့တင်းရကြတော့မူမတ်ဘဝအစုံနဲ့ဥယျာဉ်ထွက်ပြီးတော့မှန်းဖြေတာပေါ့လေအဲ့ဒါဘုရင်ကြီးကကြောက်ဖြာပေါ်မှာအခင်းကောင်းတွေပါလေခင်းပြီးတော့ထိုင်ပြီးတော့နေတယ်အဲ့ဒီကြောက်ဖြာချက်မှာတရက်ပင်ကြီးရှိတယ်အဲ့ဒီတရက်ပင်လေးမှာကြောက်ဖြာခင်းပြီးတော့ထိုင်ရတာပေါ့အဲ့ဒါလိုထိုင်လာရှိသေးတယ်အဲ့ဒီတရက်ပင်ပေါ်ကကြီးတိုက်ကလေးကနေပြီးတော့ဟိုအောငှက်ကလေးတွေမှာနော်သွေးတန်လေးရဲ့နဲ့အောက်ပြုတ်ကြလာတယ်ပြုတ်ကြလာပြီးတော့အဲ့ဒီကြောက်ဖြာကိုကြာပြီးတော့တေးရောဘယုံသုံးကားဖြစ်ပြီးတော့တေးသွားအဲ့တော့ဘယင်ကြီးကဟာဟိုအောငှက်ကလေးကြည်တန်သွေးတန်လေးရဲ့နဲ့ခုပဲကြာပြီးတော့ခုပဲတေးသွားတယ်
ဒါဘာလို့ကြာလာလဲဘုရားတော်ကိုမေးတာပညာရှိမှကိုမေးတော့ဘုရားတော်ကသိတယ်မော့ကြည့်တယ်မော့ကြည့်တော့ကြီးတိုက်ကိုတွေ့ရကြီးမကိုလည်းတွေ့ရတဲ့အခါကျတော့ဘုရားတော်ကအမှန်တိုင်းသိတယ်ပညာရှိတို့ရဲ့အတွေ့အကြုံပြည့်ကြည်ရတယ်အမှန်တိုင်းပေါ့လေအမှန်တိုင်းသိတယ်အမှန်တိုင်းသိတော့သူတော်ဦးတယ်မင်းကြီးတဲ့ဒီအုပ်အောင်မြက်တွေဟာကြီးမတွေရဲ့အတိုက်ထဲကိုသူတို့ကဥထားတဲ့သဘောရှိတယ်သူတို့ရဲ့သားကိုသူတို့မဆောင်ရှောက်တော့ကြီးမတွေကလည်းသူ့ဥပဲထင်ပြီးတော့ဒါဝတ်ပေးနေတာပေါ့အဲ့ဒါလိုနဲ့ဒီအုပ်အောင်ဥလေးကကြီးဥတွေနဲ့အတူတူပေါက်လာတယ်ပြီးတော့ကြီးတွေကလည်းမဲမဲအုပ်အောတွေကလည်းမဲမဲဆိုတော့ကြီးမကအကုန်လုံးသူ့သားတွေကိုပဲထင်တာပေါ့အဲ့ဒါလိုနဲ့အကုန်လုံးကိုအစာရှာပြီးတော့ကျွေးတယ်ဒီလိုနဲ့အကောင်လေးတွေကြီးလာတဲ့အခါကျတော့ဒီအုပ်အောင်နဲ့ကလေးကမအော်မီတဲ့အချိန်မှာအော်မီမိရည်ဒီစကားလေးပါနော်မအော်တဲ့အချိန်မှာပေါ်လိုက်တယ်အဲ့ဒီအော်လိုက်တော့ကြီးမကကြီးတွေပေါ်တဲ့အတန်ထွက်မလာဘူးအော်ပေါ်တဲ့အတန်ကအဲ့တော့ဒါမှသားမဟုတ်ဘူးလို့သူသိသွားတယ်သိသွားတော့ဟာငါတစ်တလုံးမှပြောဒီကောင်ကိုကျွေးခဲ့တာပဲဆိုစိတ်တူပြီးတော့အဲ့ဒီအုပ်ပေါက်စားလေးကိုတို့စိတ်ပြီးတော့အောက်ကိုတစ်ခါလေးပြချလိုက်တယ်မအော်မီတဲ့အချိန်မှာအော်မီမိတဲ့အတွက်ကြောင့်ဒီအုပ်အောင်ခဲ့ဟာပေးရအဲ့ဒီမှာဘင်းကြီးကိုဆုံးမဖို့အခွင့်တန်သွားပြီပေါ့ဘုရားတော်ကအဲ့ဒါနဲ့သူကဒီဖြစ်ရက်ကိုစံတင်ပြီးတော့မင်းကြီးတဲ့စကားဆိုတာမပြောဆိုတဲ့အချိန်မှာပြောဆိုမယ်ဆိုရင်လည်းဒီအုပ်အောင်တဲ့ကလေးကိုဒုက္ခရောက်တဲ့အဲ့ဒီမှာဘုရားတော်ကဥပမာလေးနဲ့ပြောတာသူပြောတဲ့စကားတွေကဦးနဲ့ကအလုံးသဘောကျတယ်ဘာပြောလဲဆိုတော့မကောင်းတဲ့ဖြင့်ဆိုအပ်သောစကားသည်တွေးအပ်သောဓာတ်ထက်ကြောက်เสียကောင်းတယ်တွေးအပ်သောဓာတ်သည်တခဏချင်းတတ်တဲ့ကဲ့သို့မကောင်းတဲ့ဖြင့်ဆိုအပ်သောစကားသည်တခဏချင်းတတ်တဲ့တွေးထားတဲ့ဓာတ်တွေတောင်ကြောက်เสียကောင်းတယ်ပေါ့နော်လက်တော်တည်တည်သောအစိတ်သည်တခဏချင်းတတ်တဲ့ကဲ့သို့မကောင်းတဲ့ဖြင့်ဆိုအပ်သောစကားသည်လည်းတခဏချင်းတတ်တဲ့လက်တော်တည်တဲ့အစိတ်တဲ့ကြောင့်ပါစကားတစ်ခေါက်မှာတစ်ခါတည်းမှာအပေဉာဏ်လက်တယ်လို့ဆိုတာနော်ဒါကြောင့်မင်းကြီးတဲ့စကားကိုကာလဟုတ်တည်နိုင်တဲ့ကောင်ကာလမဟုတ်တည်နိုင်တဲ့ကောင်စောင့်နေရည်ဆိုလိုတာကပြောတဲ့အချိန်မှာပဲဖြစ်ဖြစ်မပြောတဲ့အချိန်မှာပဲဖြစ်ဖြစ်စကားကိုသိထားပြီးတော့ပြောရမယ်နော်ပြောတဲ့အချိန်မှာပဲဖြစ်ဖြစ်ဆိုတာလေးတော့ပါမယ်နော်နောက်ပြီးတော့ကိုယ့်ရဲ့စကားကိုသဘောကျတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေရှေ့မှာတောင်းမှစကားကိုအရှိလေးမြင့်အတိုင်းအဆမရှိမပြောသင့်ဘူးတဲ့ဆိုလိုတာကငါပြောတဲ့စကားကိုဒီလိုလေးသိကြတာပဲဒါကြောင့်ငါကတော့အခြားကြီးပြောနေမှာပဲလို့ဒါမျိုးမလုပ်ရဘူးစကားကိုအတိုင်းအဆနဲ့ပြောရတယ်အဲ့လိုဆိုမှနော်ဒါကြောင့်သားလို့ပြီးတော့စကားဆိုတာပုဂ္ဂိုလ်ကိုလည်းကြည့်ပြီးတော့ပြောရမယ်အချိန်ကာလကိုလည်းကြည့်ပြီးတော့ပြောရမယ်နောက်ပြီးတော့စကားပြောတဲ့နေရာမှာဒေါသတွေမာနတွေနဲ့မပြောဆိုရဘူးနောက်ငါကအထက်ကပဲငါကသူတို့တဲ့သားတယ်ငါသူ့တက်တယ်ငါသူ့တဲ့တည်တယ်ဆရာရဲ့ဒီလူကငါအောက်ကပဲဆိုပြီးတော့ကိုကသူ့ချက်အမြင့်ကပဲဆိုပြီးတော့နိုင်တယ်ဆိုတဲ့သဘောနဲ့လည်းစကားကိုမမဆာဆာမပြောနဲ့ဘာဖြစ်လို့လဲဆိုတော့ဘဝဆိုတာအမြဲတမ်းတသမတ်ချင်းနေနေတာမဟုတ်နော်မြင်တဲ့လူတွေကလည်းနေနေနေတော့နေတဲ့လူတွေကလည်းမြင်မြင်မြင်လာတစ်ချိန်လုံးကကိုနှိမ့်နှိမ့်ချာချာချွတ်ချွတ်ဖဲ့ဖဲ့ပြောခဲ့တဲ့လူတွေကတစ်ချိန်မှာကိုယ့်ရဲ့မြင်မလာဘူးလို့မဆိုနိုင်ဘူးအဲ့လိုမြင်လာတဲ့အခါမျိုးမှာကိုယ့်ကိုပြန်ပြီးတော့ဒုက္ခပေးတာတွေကြလဲသားချေတာတွေဖိနေတာတွေမလုပ်နိုင်ဘူးလားဗျာလုပ်နိုင်တာအဲ့တော့သူများကိုမမဆာဆာပြောခြင်းတွေကိုဒုက္ခပေးတာနဲ့အတူတူပဲလို့တခါတလေပြင်းကတော့လုပ်ချင်တယ်ဟုတ်လားဒါကြောင့်စကားမှာနိုင်နိုင်လည်းပဲမမဆာဆာအထက်ကြီးနဲ့မပြောနဲ့သတိထားပြီးတော့ပြောရတယ်ဒါနဲ့ပတ်သက်ပြီးတော့သာလို့သမီးတို့ဘုသူတရရတယ်ရာဇဝင်တွေကနော်ဖြစ်ရတဲ့ခုဘုံဘုံပြောပြအခုဘုံဘုံကလောလောဆယ်စကားတော်ကြီးအစွမ်းဆိုပြီးတော့စာအုပ်လေးတွေအုပ်ရေးနေတယ်အဲ့ဒီအကြောင်းအရာတွေကခေါင်းထဲမှာရှိပြီးတော့ငါပြောပြနေတယ်ပေါ့နော်ဘုရားတို့ပကံရာဇဝင်မှာနရတိဟပတိမဲဆိုတာရှိတယ်ဘာအရင်ချင်းမှမရှိဘဲနဲ့နော်ဇာတတိမြတ်အမတ်ကြီးကြောင့်မို့လို့သူရှင်မင်းဖြစ်လာတယ်လို့ဆိုကြပါစို့နော်အဲ့ဒါဇာတတိမြတ်အမတ်ကြီးရဲ့ကျေးဇူးကြောင့်ရှင်မင်းဖြစ်လာတော့ဒီကျေးဇူးရှင်အမတ်ကြီးကိုသူကထိုက်ထိုက်တန်တန်မချင်းမြောက်မိဘူးလို့ဆိုတယ်ဒီမှာအမတ်ကြီးကစိတ်နာပြီးတော့မလုပ်လဲဆိုတော့ကွန်စားတဲ့ကွန်အစ်ပြောကြပါစို့အဲ့ဒါကိုပန်ကပ်ပဲပန်ကပ်ဆိုတော့ခေါ်တယ်အဲ့ဒီဟာကိုအပဲ့နဲ့ဘင်းကြီးရှင်မှာခါသားဝင်တယ်ခ
ခါတော့တော့ဘယင်ကတော့ရိုးရိုးပဲထင်ပြီးတော့အခုပန်းကတ်ကြီးကလည်းအပေကြီးပါလားဘာကြောင့်အကောင်းနဲ့မစားတာတော့အပေကြီးဘာလို့ကြိုင်လာတာတော့ဒါရလာတဲ့နေရာမှာပြောလို့ဆိုတော့ပန်းပုတ်တီရိုးရိုးတွေကောင်းစားနေလို့ပန်းပုတ်မဲ့လို့မရှိလို့ပန်းကတ်မဲ့အပေကိုပဲသူကြိုင်ရတယ်ဒီနရတိဟပတိရဲ့အမေကပန်းပုတ်တီရိုးရိုးလို့ဆိုတယ်ကျုပ်ရဲ့ချုံမို့လို့ဘယင်ကတော့ကောက်ပြီးတော့မွေးလာတဲ့တန်းကိုသူ့အဖိုးကပန်းပုတ်တီမျိုးဆိုအမျိုးကိုထိကြိုက်ပြီးတော့အမကြီးကဒေါသနဲ့ပြောလိုက်တဲ့စကားတစ်ခွန်းပါပဲဒါပေမဲ့စကားကတစ်ခွန်းမိမလို့ဆုံးမတော့မသေးဘူးအဲ့ဒီလိုပြောတော့ဘယင်ကသူ့ကိုထိပြီးတော့ပြောတယ်ဆိုတာသိတော့ဖဲခံတော့အဲ့တော့ဘာပြောလို့ဆိုတော့ဘိုးတဲ့ဖယားများထိတင်ပြီဆိုတော့ဘာနဲ့တင်ရတော့ဉာဏ်နဲ့တင်ရပါလေထိတင်ပြီးပြီဆိုတော့အဲ့ဒီဉာဏ်ကိုဘယ်နဲ့လုပ်ဖြစ်လို့ဖြတ်ပြရပါလေဘာလို့ဖြစ်ရလဲဖယားမတင်တယ်မှာဆိုလို့ပါအဲ့တော့အဖို့ကဉာဏ်နဲ့တူတယ်ကျလုတ်ကထီးနဲ့တူတယ်ဒါကြောင့်ကျလုတ်ထီးအပေါ်ရောက်သွားပြီအဖို့ဖြစ်တဲ့ဉာဏ်မလိုတော့ဘူးတဲ့ဒါကြောင့်မလို့အရာတွေအကုန်လုံးနှုတ်ပြီးတော့ဓာတ်တွေအကုန်ချပြီးတော့ဒလကိုနည်းနည်းနဲ့ပေးလိုက်တယ်စကားမများဘူးတော့တခွန်းနဲ့ဟုတ်လားတခွန်းနဲ့ပဲရောက်သွားတော့ဒလရောက်သွားတယ်အဲ့ဒီခေတ်အဲ့ဒီခါကဒလကအလွန်ဝေးလံခေါက်ပြီးတဲ့နေရာလို့ဆိုရမှာပေါ့ပကံကနေဒလရောက်သွားတယ်အဲ့ဒီနရတိအပတိမင်းဟာအမျက်ဆောင်မှကြီးတယ်အစားတောက်ကျူးတယ်အမိတွေကိုမညာမတာပတ်ပတ်ဆက်ဆက်မချင်းမချင်းပေးတယ်ဆိုတဲ့နာမည်စိုးနဲ့ကြော်ကြတဲ့မင်းပါသူကနောက်စောလုံကိုတက်ပြီးတော့စောလုံကငါ့ကိုစောင့်မှဆိုပြီးတော့အမြဲတမ်းအော်ကြီးနေရတဲ့ဘယင်ပေါ့အဲ့ဒီနရတိဟပတိမင်းကသူ့ကိုယ်ကစကားချမ်းတွေနဲ့ပြောတာကိုသူကမကြိုက်တာသူများကိုကြတော့စကားချမ်းတွေအလွန်ပြောတယ်အဲ့လိုစကားချမ်းတွေပြောလို့လည်းပဲသူ့ရဲ့ဘဝဟာရုပ်ပြည့်ဆင်းရဲနဲ့အကြီးနဲ့အယုတ်ဆိုးစွာသိခဲ့ရတယ်သူ့အကြောင်းကအလုံးတဝေကရတဲ့ကောင်းတယ်ဘာလဲဆိုတော့သူ့မှာသား၃ယောက်ရှိတယ်ဥဇနာတဲ့တိဟတူတဲ့ကြောစွာဆိုပြီးတော့သား၃ယောက်ရှိတယ်အဲ့ဒီသား၃ယောက်ကိုသူကမေတ္တာလေးအတူတူနဲ့ချစ်ခဲ့တာတော့သူမဟုတ်ဘာဖြစ်လို့လဲဆိုတော့ဥဇနာနဲ့ကြောစွာကိုတော့ပွဲတော်တီဗီဆိုလို့ရှိရင်ဝက်လက်ကိုပေးတယ်ဝက်ရဲ့လက်ရဲ့အသားကနူးညံ့တယ်ပေါ့တိဟတူကိုကြတော့သူကဝက်ချီကိုပေးတယ်ဝက်ချီကနည်းနည်းကျန်းတယ်ပေါ့ဒါကိုတိဟတူရဲ့အမေရှင်မောက်ကသိတဲ့အခါကျတော့ငါသားကိုသားတွေနဲ့ဓာတ်လူထားပြီးတော့ဝက်လက်မပေးဘူးဝက်ချီပဲပေးတယ်ဆိုတော့ဒီနည်းနည်းသိခါကြတယ်ပေါ့လေအဲ့ဒါနဲ့ဒီမေတော်ကဘာလုပ်လဲဆိုတော့မိဖုရားကစပူမှုနဲ့ပေါင်းပြီးတော့သူ့ရဲ့သားတိဟတူကိုလည်းဝက်လက်ရအောင်သူကလုပ်တယ်အဲ့ဒါကိုမင်းကြီးကသိသွားတဲ့အခါကျတော့ဒီတိဟတူရဲ့မေတော်ကမူမတ်ဘူဝလည်းမှာဟဲ့ဝက်လက်ကိုမအဲ့ဒါသူအမြဲတမ်းဆိုတယ်ရှက်တာပေါ့ရှက်ပေမဲ့မင်းကြီးဆိုတော့ဘာမှလည်းပြန်ပြီးတော့မပြောရဘူးဒီဘာမှအပြစ်မရှိတဲ့သားတိဟတူကိုလည်းပဲလူပုံလည်းရရောက်လို့ရှိရင်ဟဲ့ဝက်လက်ကိုမဟာဘယ်လိုသူကဆိုအဲ့ဒီဆိုတဲ့စကားကိုသားဖြစ်တဲ့လူကစိတ်အနာကြီးနာတယ်ဒါသားဖာခြင်းဖြစ်လာတဲ့ကိစ္စနော်ဒါကြောင့်မိဘတွေလည်းပဲငါကမိဘပဲသားသမီးတွေငါမွေးမလို့ဖြစ်တာဆိုပြီးတော့စကားကိုမမဆာဆာတော့မပြောတဲ့ဒီစကားကဘယ်လိုဖြစ်လာမလဲဆိုတာသားတို့ပြီးတော့ဆက်ပြီးတော့နားထောင်နော်နောက်တော့မင်းကြီးကသားလေးကြီးလာပြီဆိုတော့ဥဇနာကိုပသိမ်မျိုးကိုမျိုးစားပေးလိုက်တယ်တိဟတူကိုပြည်မျိုးကိုမျိုးစားပေးလိုက်တယ်ပေါ့ဒီလိုနဲ့နောက်တော့သူ့ရဲ့ဆက်ဆံရေးဉာဏ်ဖြစ်မှုဟိုဦးဇင်းတို့မွန်ဂိုဘယင်ကုဗလိုက်ခံတို့ဘာလို့ကြားဘူးပါလဲနော်အဲ့ဒီမွန်ဂိုတက်တွေတရုတ်တွေကဒီကိုကျူးကျော်မယ်ဆိုပြီးတော့ဝင်လာတဲ့ခါကျတော့မင်းကြီးကပြေးတာဒါကြောင့်သူ့ကိုတရုတ်ပြေးမြင်းလို့လည်းခေါ်တယ်ပေါ့အဲ့ဒါပြေးတာပဲပြေးတော့ဆိုတော့သူကပသိမ်ကြီးပြေးတယ်ပြေးပြီးတော့နောက်တော့ဒီလာဘောမဆရာတော်ကနော်အဲ့ဒီမွန်ဂိုအိတ်ကိုသွားပြီးတော့စကားပြောကောင်းကောင်းနဲ့နောက်သွားပြီးတော့စီယုံလို့တရုတ်စစ်တပ်တွေပြန်ဆုတ်သွားတယ်ပေါ့ဆိုရပါစို့အကျဉ်းချင်းအဲ့ဒီကြတော့မှမင်းကြီးကရန်အေးပြီဆိုပြီးတော့ပကံကိုပြန်လာတော့လမ်းမှာပြည်မြို့ကိုဝင်တယ်ပြည်မြို့မှာသူ့သားတိဟတူရှိတယ်သူငယ်ငယ်တုန်းကဝက်လက်ကူမသားလို့ခေါ်ခဲ့တဲ့ကောင်မအဲ့ဒီမှာရှိအဲ့ဒါနဲ့သူအဲ့ဒီဝင်မယ်ဆိုတော့ဝင်တော့ဖာခမဲတို့ကြီးဝင်လာမယ်ဆိုတာကိုတိဟတူကသိတော့ဘာလို့လဲဆိုတော့စားတော်အုပ်ကိုအစိတ်ခတ်တာလေအစိတ်ခတ်ပြီးတော့ဘင်းကြီးလေးရောက်ပြီဆိုတော့မှဓာတ်ရည်နှံနေကင်ထားတဲ့နော်တကယ်ရာဇဝသားတွေကိုဘေးကတစ်ခါဝိုင်းထားလိုက်တယ်ဝိုင်းပြီးတော့ဒီရာဇဝအထက်မှာခမဲတော့စိတ်ခတ်ထားတယ်ဒါကြောင့်ခမဲတော့ဒါကိုစားမှာလို့ခိုင်းမတိမတာကြွေးတာမဟုတ်ဘူးနော်အစိတ်ခတ်ထားတယ်လို့ပြောပြီးမှကြွေးတာမင်းကြီးဒါကိုမစားဘူးဆိုရင်တော့ဒီရာဇဝသားတွေကမင်းကြီးကိုတကြနေတယ်အဲ့ဒါမျိုးလားအတော်ကြီးကစဉ်းစားကြည့်ဟိုလှုပ်ကြမ်းတဲ့ရှင်မင်းကိုဒီအစိတ်ကိုပဲစားပြီးတော့သေဆိုပြီးတော့များတန်ခတ်တလားလို့စဉ်းစားကြည့်တယ်အဲ့မှာသူဘယ်လိုလုပ်ရမှမသိဘူး
အဲ့ဒီမှာမိဖုရားပွားစောကမင်းကြီးတဲ့သွေးတန်နေနဲ့တေးရတာနဲ့စားလို့ရှိရင်တော့အစိတ်ကိုစားပြီးတော့တေးရတာကနည်းနည်းတော်သေးတယ်လို့ပြောတော့အစိတ်ပါတဲ့သမင်းဟင်းကိုအစိတ်ပါတဲ့သမင်းဟင်းမှတိရဲ့စားပြီးတော့တေးရတယ်နော်ဒါကြောင့်စကားတစ်ခွန်းဆိုတာကြောက်စရာမကောင်းဘူးလားကောင်းတယ်နော်စကားပြောတာကိုမခံနိုင်လို့ဒါလုပ်ကြတာပဲယောမိတဲ့စကားသားဖြစ်တဲ့လူလည်းပဲဒါကံကြီးထိုက်ပြီးတော့အကြီးကြီးသူလည်းပဲနောက်တစ်ချိန်မှာဒုက္ခရောက်เสียအကြောင်းမရှိဘူးလားရှိတာပေါ့ဒါကြောင့်စကားဆိုတာအပြောမတတ်ရင်သူရောကိုရောအများကြီးဒုက္ခရောက်ရတယ်အဲ့ဒါလိုပဲစဉ်းစားဆင်ခြင်ပြီးတော့အပြောတက်တက်နဲ့ပြောမယ်ဆိုရင်သူရောကိုရောဒုက္ခလွတ်ပြီးတော့ချမ်းသာတဲ့အကြောင်းမရှိဘူးလားရှိတယ်အဲ့ဒါကိုလည်းဘုန်းကြီးတို့ရာဇဝင်ထဲမှာဖြစ်ရအကြောင်းလေးကိုစိတ်ဝင်စားဖို့ရတယ်ဒီကိုတွေ့ရတယ်ရာဇဝင်ကတော့များသောအားဖြင့်အကြီးတန်းအယုတ်ဆိုးတာတွေကိုမှတ်တမ်းတင်ထားတာပဲများပါတယ်နော်ဒါကကောင်းတာလေးတွေလည်းကြိုးကြတွေ့ရတယ်ပေါ့ဟုတ်လားအဲ့ဒါဘယ်မှာတွေ့ရလဲဆိုတော့ဦးဇင်းတို့ဗမာရာဇဝင်မှာ၅ကြီးရှင်ကျော်စွာဆိုတာကြားဖို့တယ်ဟုတ်လားနော်ဆင်ပြူ၅ကြီးရတယ်ဆိုပြီးတော့၅ကြီးရှင်ကျော်စွာနော်အဲ့ဒီရှင်မြင်ကစိတ်ကောင်းနှလုံးကောင်းတော်တော်ရှိပါတယ်အဲ့ဒါတနေ့တော့ဖြစ်ရကလေးကိုဦးဇင်းတို့အတူချုပ်ပြီးတော့ပြောမယ်အဲ့ဒီ၅ကြီးရှင်ကျော်စွာကနေ့လည်ခင်းကြီးမှာပွဲတော်တည်မယ်ဆိုပြီးတော့အရန်နဲ့ပြင်ဆင်နေတော့နော်ယဟန်ရောင်ယဟန်တုတယောက်ကတပိတ်လိုက်ပြီးတော့အဲ့ဒီပွဲတော်ဆောင်ကိုလာပြီးတော့အလှခံငါလေးရှင်ကျော်ဆိုမလုပ်နဲ့ပွဲတော်တည်နေဟုတ်လားအဲ့ဒီအချိန်မှာယဟန်တုယဟန်ရောင်တယောက်တပိတ်လိုက်ပြီးတော့ဆွမ်းလာရတယ်အဲ့သူကအိန္ဒိယပတိကလည်းတော်တော်ကောင်းတော့မင်းကြီးကဒါပုဂ္ဂိုလ်တူနေမှာဟုတ်လားအမှန်ကတော့ယဟန်တုယဟန်ရောင်ပဲဒါကိုပုဂ္ဂိုလ်တူပြင်ပြီးတော့မင်းကြီးကဒီအချိန်မှာဆွမ်းလာခံတယ်ဆိုတော့ဆွမ်းစားဖို့လည်းအချိန်တော်တော်နီးနေပြီသူ့နေရာကိုရောက်အောင်ဆိုရင်ဇန်နေအဘိညာဉ်ကြီးရမှတာနဲ့ဒီပုဂ္ဂိုလ်ဟာပြန်နှောက်ပြီးတော့သွားနိုင်နေတယ်။ဒါကြောင့်ဒါတော်တော်ထူးလိမ့်မယ်။သူတွေနဲ့သူတော့ဟုတ်နေတာပေါ့လေ။ဒါပေမဲ့တကယ်ကတော့ဘာဖြစ်လဲ။ယဟန်တို့ယဟန်အောင်ဖြစ်တယ်။အဲ့ဒါနဲ့သူကတော်တော်ကိုစိတ်ထဲမှာကြီးကြီးလင်းလင်းဖြစ်ပြီးတော့စာအံ့သေးသေးပွဲတော်ထုတ်ကိုတခါတည်းတပိတ်သေးကိုအကုန်လောင်းထည့်။နော်လောင်းပြီးတော့သူတွေပါလေတောင်းပြီးတော့သူလှူလိုက်တယ်ပေါ့။အဲ့မှာယဟန်ကလည်းအိန္ဒိယရပဲယဟန်တို့ကလည်းပြန်ကြွ။အဲ့တော့မင်းကြီးကယဟန်တို့ပြန်ကြွသွားပြီလဲဆိုရောမင်းကြီးတယောက်အညတရမင်းကြီးတယောက်ကိုအဲ့ဒီယဟန်နောက်ကိုလိုက်ကြည့်စမ်းပြီးရင်ဖြစ်ကြောင်းပုံစံတွေ့ရတယ်ငါ့ကိုအကုန်ပြောသူ့စိတ်ထဲမှာတော့ကိုယ်ရရမြင်ဇံမင်းကြီးနဲ့ပြန်ပြီးတော့ကြွသွားသလားဒီလိုသတင်းမျိုးကိုမျှော်နေတာပေါ့အဲ့လိုပြောတော့မင်းကြီးကနောက်ရောက်ခံပြီးတော့နောက်ကမတိတကလိုက်တယ်ရန်ကလည်းမြို့ထဲမှာတလန်းပြီးတလန်းအကုန်သွားပြီးတော့မြို့ပြင်ရောက်နောက်ကမင်းကြီးကလည်းနောက်ကနေပြီးတော့နောက်ရောက်ခံပြီးတော့လိုက်တယ်မြို့ပြင်ရောက်တဲ့တော့ဇရက်ပြစ်တစ်လုံးပေါ်တက်သွားတယ်အဲ့ဒီယဟန်တို့ကတက်သွားပြီးတော့အဲ့ဒီဇရက်တွေကမိမတယောက်ထွက်လာတယ်အဲ့ဒီမိမလက်ကိုခုနကပွဲတော်ကိုထည့်လာတဲ့တပိတ်ကိုအပ်လိုက်တယ်ပြီးတော့သင်္ကန်းနဲ့လူဝတ်ကိုလဲလိုက်တယ်အဲ့ဒီမြင်ဝင်းကိုမြင်ရတယ်ဒီမင်းကြီးကမြင်ရတော့ဘလို့မှစိတ်ထဲမှာမချမ်းသာဘူးပေါ့ဘလို့မှမချမ်းသာဩမင်းကြီးကတော့ပုဂ္ဂိုလ်လို့ထင်ပြီးတော့လောင်းလိုက်တာဒီပုဂ္ဂိုလ်ကညာလို့ညာကြောင်ဖြစ်နေပါလားအဲ့ဒါနဲ့သူခေါင်းမိုက်စိတ်ချပြီးတော့ပြန်လာအပြန်ခရီးမှာသူတွေးနေတာကဘာလဲဆိုတော့မင်းကြီးတို့ကဘလို့နေရာမှာမလို့ငါမြင်ခဲ့တဲ့အတိုင်းကပြောလိုက်လို့ကတော့မင်းကြီးလည်းပဲကြီးနေနေတဲ့စိတ်ကလေးတွေကြောက်မပြောက်ကြောက်ပြီးတော့ဒေါသပုံထပ်ပြီးတော့အကြီးအကျယ်ပေါက်ပွဲမှာပဲနော်ဒီယဟန်တို့ယဟန်ရောင်ပဲဖန်ဆီးခံရပြီးတော့ရာဇဝတ္တန်တက်ပြီးတော့သူလည်းဒုက္ခအကြီးကျယ်ရောက်မှာပဲသိကြပေါ့နေပါအသက်ခံရတယ်အဲ့တော့ငါဘလို့ပြောမလို့အဲ့လိုဆိုရင်ငါလိန်ညာပြီးတော့ပြောမလားလိန်ညာပြီးတော့ပြောရင်လည်းတစ်ချိန်မှအဖြစ်မှန်ပေါ်လာလို့ရှိရင်ငါရာဇဝတ္တန်တက်နိုင်တယ်အဲ့ဒါဘလို့စဉ်းစားတယ်လက်တစ်လျှောက်လို့သူစဉ်းစားတာလေမင်းကြီးကိုလည်းပဲဒေါသတွေနဲ့ဥပမာဖြစ်တာမျိုးသူမဖြစ်စေချင်ဘူးယဟန်တို့ယဟန်ကြောင့်ကိုလည်းပဲရာဇဝတ္တန်တွေတက်ပြီးတော့အသေးဆုံးနဲ့မသေးသေးရှင်သူ့စေတနာသူ့မေတ္တာပေါ့အဲ့ဒါနဲ့မင်းကြီးကဘလို့ပြောရကောင်းမလို့ဒီလိုအဖြစ်ဆိုးတွေမဖြစ်အောင်ဘလို့ပြောရကောင်းမလို့အချင်းကြီးအောင်ဘလို့ပြောရကောင်းမလို့ငါလည်းရာဇဝတ္တန်မတက်အောင်ဘလို့ပြောရကောင်းမလို့စဉ်းစားရင်းနဲ့အဖြေထွက်တယ်အဲ့ဒါနန္ဒာရောက်တော့မင်းကြီးကမေးတယ်ဘလို့တော့ကကြောစားဆိုတော့မင်းကြီးကဘာပြောလို့ဆိုတော့ရှင်မင်းကြီးတဲ့ကျွန်တော်မျိုးကြီးကြည့်နေတယ်မှာပဲအဲ့ဒီယဟန်ရဲ့အသွင်ဟာကိုကြောက်သွားပါလေဗျာဆိုယဟန်အသွင်ကိုကြောက်သွားတယ်အဲ့တော့မင်းကြီးကလက်ရုံးတွေပါလေတန်းပြီးတော့တွေ့လာတယ်ငါထင်တဲ့တိုင်းဒါယဟန်တာပဲသူထင်တာကဇံပင်ကြီးနဲ့ကြွသွားလို့ယဟန်ဟာကိုကြောက်သွားတယ်လို့သူကထင်တာမင်းကြီးဆိုလိုတာကအဲ့လိုဆိုလိုတာမဟုတ်ဇ
Jahan then Yabiro, Lu in Shopana to Viola. Have to the Lama, I think I will try. Not quite 20. One don't not quite fit the Lama to Yoda Resura. Now the Chima, a Shimman 4 line, Tuba, Chishan, Shan to Zagabu, not quite a Jola. Luolena to Joe. Jahan then Shopana. Monday, Jahan then Yamala. I don't know, call Nate. Senaginos, I look you like a job. Many levels are good, but then no. Many levels, dollar in the Gulon, shit of Ginu video. But I think I can do China to your man. Any name of it. Oh, I lumber don't allow sheet. Imitan Common, Yimon, many times Satan so that the Jane Yama. Jala many are doing like a Maya to be a hard of joy. The dinner come and ended up many years the hard come. That is the hard one and love with my Mari Shimelo. To the Fata will say as he goes and get down. No? To the Fata will come down, they go and get down. Not to come out in and get down, say that I'm having Shibula. A Mita said an arena and a look it out of my home. The Mita said an election of home. A local beat of a little beat of Joshua Malay so that Yinyasura of Lola. Now, see, I did a love name. Maluka, Maluka, passing him out of Suri, and met how we sing of Maluka, Sura, with the use of Joleva, Jolevo. But that is a lot of point out of Yetari, Swedenari, Pinya, Shimbo. No? That is in a Yeta Pinya, Yin Kandu, the Congress about the controller bureau, the Yazman Yanga, Kiuya, to a Matan Tenanabo. The girl that the Minion and Yen and Language and Senam Sinimen, Joe Challenge. To live in a Yamaha, many live dollar in a senior. Yahandu live Yadu and Temiro to Kaya. Did the Mayama, the mutiny, Shituamo, Hoyana, Tajamita Control, Sagasura, Mabiode, a G and the Yapin of Jode Yeneme, Yadi Chana to come to see the Sura, Tinsala, Tinsale, Tajamalu Miro. Kayakamuji Gamanoka, Gatumari, Dimuji can jump. Otherwise, Yaji took Kayaka. No, no, say one. Then Mambi, Jaya, Jomi Mali, so be on Nana, Jaya will jump to Biro. Ah, I will look your dollar. Jolly do one of me, Jaya do a Yenema, me and Tau, so Suranju, Shivula, Shide. The God point is so after Tina, Miyaji Shide, so Naguna, so Naggy. That I'm the Salam join. Blue Joya, Senda, Senior Biro Joya, the Jogima, Sendama, Yodi Dema, Sendama, Yogi and Nomade, Sendama. Piro Sagari, the thing, Yahu, Joya, the Saganya of Buli. Yes, of Yala, Sagamia, Mamu Sheet to be done, but who body looked at to be what I see. The Sagamia, Okulima, King Mamu Sheet, Ella Soro. Muda. Sagamia, you want Yavish, a bully, a luri bambino, laying yard or you would take upon the day. Not late players and you don't dead. Now Sagamia, you will see it. Pituna wasa, to the Fatano, chicken boo, Chissy, one chicken boo, when you are going to Chissy, Golden Alley, Johnny dead. Hold up of Johnny men. Magame, Memo, a little bit of Bubi or Kenneth when I was living, Zuga Memo, Blow Science, Bubutana, join the Pendulay, a Chinian chili that did that, Tika Gonzi, that's got you, Totola, China, China, I don't know now. Now the Ramia Lucy, Sigling Mamma Chipiro, Chenian Gari, Jomi Day. Now the Ramia Lucy, being Shin as the Gari, Jomi Day, or Leoshi, no? A Edo, the Rama, Yamio, Tumiago, Tika and Tika. Now the Lamboa, the G. Pisayana, she did a penny with Jared sending now, shouted the age of Vino, Sagamiani, Piet, Mamio, Yasofia water. That was the Gasula. Oh. Then I nay, Malu, Majoven, Nina, Josa Malula. Tameduring as the last way, alone Georgiana, Sagana, Neda, alone Shade, Sagamia, Nyare. Hoyata, Sagamia, that look at a or that would be a thing out of Pamela table, or that or not jumping on a Piatara, she did. Oh,
ဟင်းသာနှစ်ကောင်ကနော်ရွှေကူမှာနေတဲ့ဟင်းသာနှစ်ကောင်ကသူတို့ရဲ့မိတ်ဆွေပေါင်းတဲ့ဖြစ်တဲ့လိတ်ကအဲ့ဒီရွှေကူကိုလိုက်ချင်တယ်ဆိုလို့မင်းလိုက်ချင်တယ်ဆိုလို့ရှိရင်လမ်းတစ်လျှောက်စကားတစ်ခွန်းမှမပြောဘဲနဲ့နေနိုင်ရင်မင်းကိုဘယ်လိုပြည့်ရအောင်ဖို့ပဲအဲ့တော့လိတ်ကလည်းငါစကားတစ်ခွန်းမှမပြောဘဲနဲ့ထိနိုင်တယ်ပေါ့အဲ့လိုဆိုရင်ဘယ်လိုလုပ်မလို့ဒုတိယချောင်းကိုအဲ့ဒီလိတ်ကိုကလေးမမလေးကြိုက်ခိုင်းတယ်ကပ်ပြီးအဲ့ဒီလုံရဲ့တစ်ဖက်တစ်ချက်အစွန်တစ်ခုတွေကလည်းဟင်းလာနှစ်ကောင်ကလှုပ်ပြီးနဲ့ချီပြီးတော့ပြန်တန်းသွားမှာပေါ့တိတ်ကအဲ့ဒါဒုက္ခတွဲလောင်းလေးပါမယ်ဘယ်လိုမှစကားပြောလို့မဖြစ်တဲ့အနေထားနော်ဟုတ်လားဒါတော်တော်ဆန်းဆန်းကြည့်ပြပါပဲအဲ့လိုနဲ့တိတ်ကလည်းစကားပြောလို့မဖြစ်ဘူးဆိုပြီးတော့ဒီတို့ကိုမြင်းမြန်စွာကပ်ပြီးတော့အပေါင်းနဲ့ခီးရတယ်လိုက်သွားတော်တော်လေးစမ်းတဲ့မြင်ပွဲပေါ့အဲ့ဒါတိုက်တိုက်ဆိုင်ဆိုင်ပဲစကားများတဲ့ရှင်ဘီရှိတဲ့လမ်းတော်အထက်ရောက်တော့အဲ့ဒီလေးကပြုတ်ကြဘာလို့ပြုတ်ကြလဲဆိုတော့အောက်ကကလေးတွေကပေါ်ရတာဟာမြင်လို့မှထမ်းလိုက်တာကြည်စမ်းဒီလေးကဈေးချလိုက်တာသူ့ဘုကောင်ကဟိုဟင်းသားတွေကသူ့ကျွံနေလားမသိဘူးဒါပါလဲညာလည်းပြောလို့တခုခုပြန်ပြောချင်နော်ပြောချင်တာတွေကရွာနေတဲ့အခါကျတော့ဒီအချိန်မှာမပြောလို့မဖြစ်ဘူးဆိုတဲ့အတွေ့ကကြောက်သွားမပြောချင်တော့အားကြီးလို့ရှိရင်အဲ့လိုဖြစ်တယ်သိလားဒီအချိန်မှာမပြောလို့မဖြစ်ဘူးဆိုတဲ့အတွေ့ကအစလုံးကတော့ရှိတယ်သိပြောချင်လာပြီဆိုလို့ရှိရင်အောက်လို့မရတော့အဲ့ဒီမှာတစ်ခုခုပြန်ပြောမယ်ဆိုပြီးတော့ဟာရုံနဲ့ဟာလိုက်တာရှိသေးတယ်ဘာမှမပြောရသေးဘူးနော်အောက်ကလည်းပြောကြပါနော်ဒါကြောင့်မိဘကောင်တော်စဉ်းစားနော်အဲ့ဒီကအောက်မှာနှစ်ချမ်းပွဲသွားတယ်ပေါ့နန်းရင်ပေါ်ကြတယ်အဲ့ဒီမှာဘုရားတော်ကဆုံးမလာပါပဲရှင်ပြေကြီးကိုနော်ဒီလိမ့်ဟာမပြောဆိုတဲ့အချိန်မှာပြောဆိုမိတဲ့အတွက်ကြောင့်ဘာမှတော့မပြောရသေးပါဘူးပြောလို့ဒုက္ခရှိတယ်သူကဒုက္ခရောက်တာဟုတ်လားအေးဒါကြောင့်ဘာလို့ဒီလိုစကားဆိုတာမများလေကောင်းနေပဲသို့တော့စကားမများတာကတော့ကောင်းတယ်နဲတာကတော့နေတိုင်းကောင်းတယ်လို့ဆိုနိုင်တယ်နော်ပြောတဲ့အချိန်မှာပြောရမယ်ပြောတဲ့တာကိုမပြောတော့အောင်နင်းတယ်ဆိုရင်ဒါမကောင်းဘူးနောက်ဦးဇင်းတို့ရွာပြည်မှာဝါဆိုပြီးတော့တရင်သုံးလာကြတယ်ယဟန်တော်6ကြိမ်လာမသိဘူးအဲ့တော့ဝါကျွတ်တော်မြတ်စွာဘုရားကြီးသူတို့ရောက်လာတယ်ထူးမြော်လာကြတယ်ထူးမြော်လာတော့မြတ်စွာဘုရားကနော်မေးတာပေါ့ပဋိသန္ဓေနာချက်သားတို့ချင်းချင်းသာသာနေကြရရဲ့လားအဲ့တော့နေကြရပါလေဗျာတဲ့တပည့်တော်တို့အဲ့ဒီဝါရင်းသုံးလကာလပတ်လုံးတယောက်နဲ့တယောက်စကားတစ်ခွန်းမှမပြောဘဲနဲ့နေခဲ့တယ်သူတို့ကအစကတရားအထုတ်မယ်ဆိုတော့သွားရင်းနဲ့တော့စကားပြောတာအလုံးအပြစ်များပါတယ်အဲ့တော့ဘာမှမပြောကြီးနော်ခေါ်ရင်လည်းမပြောဘူးမင်းရင်လည်းမပြောဘူးအကောင်ဆိုလည်းဘာမှမပြောတော့ဘူးဒီတိုင်းကိုသူတို့ကနေကြတာအဲ့လိုနေတော့အဲ့ဒါလိုပဲသူတို့ကဒီလိုရှင်းရတာကနေခဲ့ပါလေဗျာစကားပြောတစ်ခွန်းမှမပြောရင်းနဲ့အဲ့လိုလျှောက်တော့မြတ်စွာဘုရားကချီးမွမ်းမယ်လို့လည်းမထင်နဲ့နော်မြတ်စွာဘုရားကဲ့ရဲ့ချက်သားလို့တဲ့တင်တော့ဟာရံလူတွေလို့တဲ့နော်စကားမပြောတဲ့အကျင့်ကိုကျင့်တဲ့တိတ်ချိလို့နေကြတာစိတ်တွေနွားတွေလို့နေကြတာဘာမှမပြောဘဲနဲ့အဆိုးကောင်းဘာမှမပြောဘူးနဲ့ဟုတ်လားအဲ့လိုနေကြတာကိုပဲတင်တော့ဟာချမ်းချမ်းသာသာနေကြကြရတယ်လို့ဆိုကြသေးတယ်အဲ့ဒီဖြစ်ရကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကစကားမပြောတဲ့အကျင့်ကိုစောင့်တည်လို့ရှိရင်ဒုက္ခအပ္ပတင့်တယ်ဆိုပြီးတော့ဝိနည်းခံဖို့ကိုကျင့်ရတယ်ဒါကြောင့်အကျိုးရှိတာကိုပြောရမယ်ဒါကြောင့်စကားမပြောတော့ဘူးဆိုတော့စိတ်ကောက်ပြီးတော့မပြောဘဲနေရမျိုးမရှိဘူးလားရှိတယ်အဲ့ဒါမျိုးကိုကောင်းတယ်လို့ဆိုနိုင်မလားဘယ်ဆိုနိုင်မှာမလို့ဟုတ်လားအဲ့တော့မပြောတိုင်းကောင်းတယ်လို့ကလည်းပြောလို့မရဘူးနော်ဒါကြောင့်ပြဿနာပေါင်းလို့တော့နော်စကားနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်တော့ဥစဉ်ကောင်းတယ်မှာအများကြီးရှိတယ်ဟုတ်လားဘာလို့လဲဒီစကားနဲ့ပတ်သက်ပြီးတော့နော်ချမ်းသာရတာတွေဆင်းရဲရတာတွေကအများကြီးရှိတာကိုဟုတ်ရဲ့လားဒါကြောင့်စကားမများတာတော့မများတိုင်းကောင်းပါတယ်နဲတာတော့နေတိုင်းကောင်းတာမဟုတ်ဘူးတိတ်တိတ်နေတိုင်းထောင်တန်တာမဟုတ်ဘူးဟုတ်ရဲ့လားပြောသိရင်မလို့ပြောရမယ်စဉ်းစားရှင်းရင်ပြီးတော့အကျိုးရှိမယ်ထင်ရင်ပြောရမယ်အကျိုးရှိမယ်မထင်ဘူးဆိုရင်တော့ပြောနေပေါ့ဟုတ်ရဲ့လားဒါကြောင့်မိသားကောင်းတော်တို့ကိုယ့်ရဲ့ဝစီကံကိုမပြောခင်ပြောစေပြောပြီးစဉ်းစားရှင်းရင်ပြီးတော့ပြောဆိုကြဖို့မလိုလားလုပ်တယ်ဘုရားတို့စကားနဲ့ပတ်သက်ပြီးတော့အပေါင်းဆုံးလို့စိတ်ထဲမှာထင်ရတဲ့အဆုံးအမလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့မှန်ကန်ပြီးအကျိုးရှိမဲ့စကားမျိုးကိုအချိန်အခါကိုကြည့်ပြီးတော့မေတ္တာတရားနဲ့နုညံ့သိမ်မှုစွာပြောဆိုရမယ်ဆိုပြီးတော့မြတ်စွာဘုရားတိုက်တွန်းထားတယ်ဦးဇင်းတို့ဝါစာသုတ်တံမှာစကားနဲ့ကောင်းမြတ်တဲ့အင်္ဂါ၅ချက်နော်မှန်ကန်ပြီးအကျိုးရှိတဲ့စကားမျိုးကိုနော်
အချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နုညံ့သိမ့်ဝှစွာပြောဆိုရရတယ်နော်စကားကမှန်လဲမှန်ရမယ်ကျိုးရှိတဲ့စကားမျိုးလည်းဖြစ်ရတယ်အဲ့ဒီလိုစကားမျိုးကိုအချိန်ကာလမကြည့်ဘဲနဲ့ပြောရင်လည်းမကောင်းသေးဘူးမပြောသင့်တဲ့အချိန်မှာပြောရင်စကားကဘလောက်ဖြစ်ကောင်းကောင်းမကောင်းတဲ့စကားဖြစ်သွားတာဘုရားတို့ဒုက္ခတာတုတ်တံဆိုတာရှိတယ်ဗျနော်တရားတရားမရှိတဲ့လူရဲ့ရှေ့မှာတရားတရားနဲ့ဆက်ဆက်တဲ့စကားကိုပြောရင်အဲ့ဒါဒုက္ခတာဖြစ်သွားတယ်ကိုပြောတာတော့ကောင်းတဲ့စကားပဲဒါပေမဲ့သူကလို့ဖြစ်တော့ယုံကြည်မှုမရှိဘူးကိုကယုံကြည်မှုအကြောင်းတွေကိုပြောမကြားနိုင်ဘူးအဲ့ဒီလူကဒီစကားကိုနော်အဲ့ဒါလိုပဲတိလမရှိတဲ့လူရဲ့ရှေ့မှာတိလအကြောင်းကိုပြောရင်ဒုက္ခတာဖြစ်တယ်နှမျိုးဝင်လို့တဲ့လူရဲ့ရှေ့မှာသူရေးတိုင်းနဲ့ပတ်သက်ပြီးတော့ပြောရင်ဒုက္ခတာဖြစ်တယ်အဲ့လိုပဲပညာမရှိတဲ့လူရဲ့ရှေ့မှာပညာအကြောင်းကိုပြောရင်တုဒ္ဒမရှိတဲ့လူရဲ့ရှေ့မှာတုဒ္ဒအကြောင်းကိုပြောရင်ဘာဖြစ်တော့မကောင်းတဲ့စကားဖြစ်တယ်အဲ့တော့စကားကောင်းရင်ဖြစ်တော်တယ်အချိန်ခါကိုကြည့်ဖို့ပုဂ္ဂိုလ်ကိုကြည့်ပြီးတော့ပြောဖို့မလိုဘူးလားလိုတယ်ဒါကြောင့်မြတ်စွာဘုရားကမှန်ကန်၍အကျိုးရှိတဲ့စကားကိုအချိန်ခါကိုကြည့်ပြီးတော့အချိန်ခါကိုကြည့်ပြီးတော့စိတ်ထဲမှာပါလေးရှိအောင်မေတ္တာလည်းရှိရဖို့ပဲမေတ္တာတရားနဲ့နူးညံ့သိမ့်ဝှစွာအပြောပါလေချို့ဖို့လိုသေးတယ်ဟုတ်လားအဲ့ဒါလိုအင်္ဂါရက်တွေနဲ့ညီအောင်ပြောနိုင်တယ်ဆိုရင်တော့ဒီစကားတစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့ကောင်းကျိုးအာနိသင်ဟာအကြီးအကျယ်ရှိနိုင်လို့လားရှိနိုင်တယ်နော်အဲ့လိုအစဉ်သားပဲနဲ့မစင်ရင်ပဲနဲ့ဘာမှမတွေးပဲနဲ့ထင်ရင်ထင်တယ်လို့မြင်ရင်မြင်တယ်လို့ပြောချလိုက်မယ်ဆိုရင်တော့ကိုပြောလိုက်တဲ့စကားဟာကိုယ့်ကိုယ်ဒုက္ခပေးလိမ့်မယ်ကြားရတဲ့လူကိုလည်းပဲနော်ဒုက္ခပေးမယ်လို့ဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်ပိဿကောင်းတော်တို့နော်ကာယကံဝစီကံမနောကံကံ၃ပါးနော်ဝစီကံကိုဦးဇင်းတို့ဥစားပေးပြီးတော့ဒါပြောပါတယ်ဟုတ်လားအေးအဲ့တော့ဦးဇင်းတို့ကာယကံဝစီကံမနောကံကံ၃ပါးမစင်ကြယ်လို့ဆင်းရဲဒုက္ခရောက်ရတယ်ဆိုတာကိုလည်းညီလန်းမှာသာပြောခဲ့တယ်နော်အေးရှင်းတော့ကကာယကံဝစီကံမနောကံတန်ရှင်းစင်ကြယ်အောင်ကြိုးစားကြတဲ့ပုဂ္ဂိုလ်တွေဟာဒီနည်းနဲ့ကြိုးစားကြတယ်နောက်တစ်ချိန်မှာကြိုးစားကြမယ့်ပုဂ္ဂိုလ်တွေဟာလည်းဒီနည်းနဲ့ကြိုးစားကြမယ်လုံးလုံးစေစင်ကြယ်တန်ရှင်းနေကြတဲ့သူတော်ကောင်းတွေဟာလည်းဒီနည်းနဲ့ကြိုးစားကြတာလို့ရှင်ရဟုလားကိုမြတ်စွာဘုရားဟောခဲ့တယ်ဟုတ်လားကာယကံဝစီကံမနောကံကံ၃ပါးမှာမလုံခင်လုံစေလုံကြည့်မပြောခင်ပြောစေပြောကြည့်မတွေးခင်တွေးစေတွေးကြည့်အကယ်၍အကျိုးရှိမရှိကုသိုလ်အကုသိုလ်ဆင်းရဲဒုက္ခဖြစ်စေတဲ့လို့ချမ်းသာဒုက္ခဖြစ်စေတဲ့အလုပ်အစရှိတဲ့ဖြင့်စဉ်းစားဆင်ခြင်ပြီးတော့လာလုံနိုင်ရပြောနိုင်ရတွေးနိုင်ရလို့ဆိုရင်ကာယကံဝစီကံမနောကံတွေဟာတန်ရှင်းစင်ကြယ်တဲ့အကြောင်းရှိဘူးလားရှိတယ်အဲ့ဒီကာယကံဝစီကံမနောကံတွေတန်ရှင်းစင်ကြယ်ရင်စင်ကြယ်တဲ့တော့စင်ကြယ်သောကံတို့ကြောင့်ဒုက္ခရောက်เสียအကြောင်းဆိုတာမရှိဘူးမစင်ကြယ်သောကံတို့ကြောင့်သာလျှင်ဒုက္ခရောက်เสียအကြောင်းရှိတယ်ဟုတ်လားဒါကြောင့်သူတို့ရှင်သားတို့သမီးတို့နော်စကားပြောတဲ့နေရာမှာတတိထားပြီးတော့ကိုယ့်ရဲ့ဘဝကိုမစင်ရဲအောင်အကြည့်ခံအယုတ်ဆုံးမှုတွေနဲ့နော်ဆိုးဝါးမသွားအောင်စကားပြောတတ်ဖို့မလိုဘူးလားဝါဒုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝေနောက်တရာဒုက္ခိဘဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မာ ानु ဘာဝေနောက်တရာဒုက္ခိဘဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗသံဃာ ानु ဘာဝေနောက်တရာဒုက္ခိဘဝန္တုတိတေတုမာကံသင်တရားနာပိသပေါင်းသူတော်ကောင်းတို့စာတာအာလုံသောတတ္တဝါနန္ဒတို့အားသဗ္ဗမင်္ဂလံလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းတာပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနကင်္ဂဝါလိုသဲစုမကပွင့်တော်မူကြတဲ့သုသုတ္တဘာဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာ ानु ဘာဝေနမေလီရံပူလီရံနိဗ္ဗာန်ပရိယတိဟုဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝေနမဂ္ဂတံ၄ရောက်ဗလတံ၄ရောက်ဆိုသောရှေယောတော်ရိယသံဃာရှင်မြတ်တို့နှင့်တကွာတေလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိသံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါပဲခါမဆိုင်ခြင်းရှိတိုင်း
ဒုက္ခိကိုစိတ်နှပြချမ်းမှာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း